မင်္ဂလာပါပရိသတ်ကြီးများ Fact Radio YouTube Channel မှာကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်တို့ဆက်လက်ဆွေးနွေးချင်တာကမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်အာရိခမှာအရန်ကိုထင်ရှားနေတဲ့အာရိခတပ်တော် AA ရဲ့အဖွဲ့အစည်းဖွဲ့စည်းခြင်းကနေလက်ရှိ2026ခုနှစ်ဇန်နဝါရီလအထိအသေးစိတ်ခရီးလမ်းမှာတမိုင်းကြောင်စစ်ရေးတိုးတက်မှုအုပ်ချုပ်ရေးနဲ့လက်ရှိအခြေအနေအထိပါဝင်ပါတယ်။ဖွဲ့စည်းခြင်းနဲ့အစောပိုင်းနောက်ခံ2009ကနေ2019ပါအာရိခတပ်တော်ကို2009ခုနှစ်ဧပြီလ10ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီအချိန်ကကချင်ပြည်နယ်လိုင်ဇာမြို့မှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာအာရိခမှာရခိုင်လူငယ်26ဦးသို့မဟုတ်29ဦးနဲ့စတင်ခဲ့တာပါ။ဦးဆောင်သူကဗိုလ်ချုပ်ထုံးမြတ်နိုင်ပါသူတို့ရဲ့နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ရခွင့်အမျိုးသားအဖွဲ့ချုပ် United League of Arakan ULA နဲ့တွဲဖွဲ့ခဲ့ပါတယ်။အစကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့စစ်တင်တန်းလက်နက်နဲ့အကူအညီရခဲ့ပါတယ်။ရည်ရွယ်ချက်ကရခိုင်လူမျိုးတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် self determination လွတ်လပ်ရေးနဲ့တန်တူညီမျှရေးရရှိဖို့ပါ။အမိကိုအစကရခွင့်ကတ်တော်လို့ခေါ်ခဲ့ပြီးမြ2024ခုနှစ်မှာအာရိခတပ်တော်လို့ပြောင်းလဲခဲ့ပါတယ်။ဒါကရခိုင်လူမျိုးတွေရဲ့တမိုင်းဝင်းအမိဟောင်းအာရိခကိုပြန်သုံးကျင်တဲ့အတိတ်ပဲပါ2014-2015လောက်မှာရခိုင်ပြည်နယ်ထဲဝင်အောင်လာခဲ့ပြီးပလောက်ဝဲချင်းပြည်နယ်ဘက်ကနေပထမဆုံးတိုက်ပွဲတွေစခဲ့ပါတယ်2019ခုနှစ်မှာအဲ့ဒီအချိန်ကနိုင်ငံရေးအစိုးရ NLD ကအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခဲ့ပါတယ်အဲ့ဒီအချိန်ကတပ်ဖွဲ့အင်အားခန့်မှန်း1500လောက်ပဲရှိခဲ့ပါတယ်စစ်အာဏာသိမ်းပြီးနောက်တိုးတက်မှုနဲ့အဓိကတိုက်ခွေများ2021-2025 2021ခုနှစ်ဖေဖော်ဝါရီစစ်အာဏာသိမ်းပြီးနောက် AA ဟာရခိုင်မှာငိမ်သက်နေခဲ့ပြီးမြဲနိုင်ငံတော်ဝန်တော်လှန်ရေးစခဲ့တဲ့အခါပါဝင်လာခဲ့ပါတယ်။ညီနောင်မဟာမိတ်3အဖွဲ့Three Brotherhood Alliance AA MNDAA TNLA နဲ့ပူးပေါင်းပြီး2029စစ်စင်ရေး2023နိုဝင်ဘာမှာရှားမြောက်ပိုင်းတိုက်ပွဲတွေပါဝင်ခဲ့ပါတယ်။2023နိုဝင်ဘာ23ရက်နေ့ရခိုင်တကြောပြင်ထိုးစစ်စတင်ခဲ့ပါတယ်။ရသေးတောင်ကြောက်တော်စတဲ့နေရာတွေကနေစပြီးတက်မတော်ရဲ့စခန်းတွေသိမ်းပိုက်ခဲ့ပါတယ်။2024ခုနှစ်တော့မောင်တော်ဘူးထီတောင်မြေပုံရမ်းပြဲပေါက်တော်စတဲ့မြို့နယ်တွေအများစုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အမ်းမြို့နယ်ကတက်မတော်ရဲ့အနောက်တိုင်းစစ်ဌာနချုပ် Western Command ကိုပါသိမ်းပိုက်ခဲ့တာသမိုင်းဝင်ပါတယ်။ဘင်္ဂလားဒေသ281ကီလိုမီတာလုံးထိန်းချုပ်ထားခဲ့ပါတယ်။ချင်းပြည်နယ်ပလက်ဝမြို့နယ်ကိုလည်းထိန်းချုပ်ထားပါတယ်။2025ခုနှစ်တော့ပဲခူးမကွေးအေရဝတီဒေသတွေထိထိုးဖောက်တိုက်ပွဲဆင်နွှဲနေခဲ့ပါတယ်။တပ်ဖွဲ့အင်အားခန့်မှန်း3000ကျော်လောက်ရှိလာခဲ့ပါတယ်။လက်ရှိအခြေအနေ2026ဇန်နဝါရီအထိ2026ခုနှစ်ဇန်နဝါရီလအထိအာရိခထတပ်ဟာရခိုင်ပြည်နယ်ရဲ့မြို့နယ်18ခုထဲက14ခုသို့မဟုတ်အများစုကိုထိန်းချုပ်ထားပါတယ်။စစ်တွေနဲ့ကြောက်ဖြူတို့ကတပ်မတော်ထိန်းချုပ်ထားစေဖြစ်ပြီးအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။အထူးသဖြင့်ကြောက်ဖြူဒေသမှာတပ်မတော်ရဲ့အကြီးဆုံးရေတပ်စခန်းဒန်ညာဝရီ Naval Headquarters ပတ်ဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေပါတယ်။ AA တပ်ဖွဲ့တွေရေတပ်စခန်းကနေ 3.6 ကီလိုမီတာအကွာအထိရောက်ရှိနေပြီဖြစ်ပါတယ်။ .666 စခန်းကိုဇန်နဝါရီ28ရက်မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါကပဲခူးတိုင်းပန်းတောင်းဒေသမှာတည်ရှိပြီးစစ်ကောင်စီအတွက်ရေးပါတဲ့နေရာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရေချောင်းလုံခြုံရေးပုံမအားကောင်းလာခဲ့ပါတယ်။ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA နဲ့ပဋိပက္ခတွေရှိနေဆဲဖြစ်ပါတယ်။ထိန်းချုပ်ထားတဲ့ညမြေတွေမှာခရီးသွားလာခွင့်ကန့်သတ်ချက်တွေပုံမတင်းကျပ်လာပါတယ်။ကျမ်းမာရေး၊ကုန်သွယ်ရေးစတဲ့အကြောင်းပြချက်နဲ့ပဲခွင့်ပြုချက်ယူရပါတယ်။တပ်မတော်ကလေချောင်းတိုက်ခိုက်မှုတွေရေတပ်ပစ်ခတ်မှုတွေဆက်လုပ်နေစေဖြစ်ပြီးအရက်သားတွေထိခိုက်မှုရှိနေပါတယ်။ရိုဟင်ဂျာလူမျိုးတွေအပေါ်ဖိနှိပ်မှုအတင်းအဓမ္မစုဆောင်းမှုဆွဆွဲချက်တွေဆက်ရှိနေပါတယ်။လူအခွင့်အရေးအဖွဲ့တွေကဝေဖန်နေကြပါတယ်။အုပ်ချုပ်ရေးနဲ့အနာဂတ်ရှုထောင့်အာရက်ခတ်တပ်တော်ဟာထိန်းချုပ်ထားတဲ့နယ်မြေတွေမှာအာရက်ခတ်ပြည်သူတော်လှန်ရေးအစိုးရ APRG ကိုဖွဲ့စည်းပြီးအုပ်ချုပ်နေပါတယ်။ဌာနပေါင်း15ခုရှိပါတယ်။အုပ်ချုပ်ရေး၊ကျန်းမာရေး၊ပညာရေး၊တရားရေး၊အခွန်တစ်တော်လေယာစတာတွေရှိပါတယ်။ရခိုင်ပြည်နယ်ရဲ့90%ကျော်ထိန်းချုပ်ထားပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ရည်မှန်းထားရတယ်။နိုင်ငံတကာအတိုင်းဝိုင်းကလိလူမရှုနိုင်တော့တဲ့အဆင့်ရောက်နေပါပြီ။ဒါပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုရေတပ်ပစ်ခတ်မှုနဲ့ရိုဟင်ဂျာပဋိပက္ခစတဲ့စိန်ခေါ်မှုတွေရှိနေစေဖြစ်ပါတယ်။
ရင်ချမ်းရေးလူအခွင့်ရေးနဲ့လူမျိုးစုံညီညွတ်ရေးကအရေးကြီးဆုံးဖြစ်နေပါတယ်။အာရခတ်တတော်ဟာနှစ်15နှစ်အတွင်းအသေးစားလူငယ်အဖွဲ့တစ်ခုကနေရခိုင်ပြည်နယ်ရဲ့အဓိကအာဏာပိုင်ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အောင်မြင်မှုဟာရခိုင်လူမျိုးတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက်မျှော်လင့်ချက်ဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲရက်စက်မှုတွေမထပ်ဖြစ်အောင်သတိထားရမယ့်အချိန်ပါ။ဒီအပိုင်းကြိုက်တယ်ဆိုရင် like လုပ် subscribe လုပ်ပြီး comment မှာသင်ဘလို့ထင်လဲရေးပေးပါကျေးဇူးတင်ပါတယ်